ကျွန်တော်တို့မြန်မာနိုင်ငံမှာတိုင်းရင်းသားတွေအများကြီးနေထိုင်ကြတယ်ဒီတိုင်းရင်းသားမျိုးစီတိုင်းမှာဆိုရင်လည်းအရင်တုန်းကသူတို့ရဲ့ကိုယ်ပိုင် tradition ကိုသူတို့ရဲ့ကိုယ်ပိုင် culture ဆိုပြီးတော့မရှိခဲ့ပေမဲ့အခုနောက်ပိုင်းမှာဆိုရင်သူတို့ရဲ့ tradition သူတို့ရဲ့ culture နဲ့သူတို့ရှိကြတယ်အများစုကလည်းဗမာတွေစီကနေပြီးတော့ inspire ယူထားတာရှိတယ်တချို့ကြတော့လည်းအစိုးရကနေပြီးတော့သတ်မှတ်ပေးထားတာရှိတယ်ကျွန်တော်တို့ကတယောက်နဲ့တယောက်အပြန်အလှန်လေးစားမှုရှိရမယ် respect ထားရမယ်ဒီနေရာမှာဗာပြောချင်တာလဲဆိုရင်မိုနီရဲ့ရိုးရာဝတ်စုံတွေမိုနီရဲ့အလံတွေဆိုတာကအစိုးရကနေသတ်မှတ်ပေးထားတဲ့အရာဖြစ်တယ်မွန်ဆိုတဲ့အရာမွန်ဆိုတဲ့နာမည်ဆိုတာတောင်မှ1930နောက်ပိုင်းမှာမွန်ဆိုပြီးတော့ဖြစ်လာတာဖြစ်တယ်1930အစောပိုင်းမှာမွန်ဆိုပြီးတော့မရှိဘူးတလိုင်းဆိုပြီးတော့ပဲရှိတယ်ဒီတလိုင်းနေရဲ့အလံကနေစပြီးတော့ရိုးရာဝတ်စုံတွေအထိအစိုးရကနေပြီးတော့သတ်မှတ်ပေးထားတာဖြစ်တယ်အခုနောက်ပိုင်းမှာဒီမွန်တွေက respect မရှိဘူးဖြစ်လာတယ်သူတို့ရဲ့ဇယိုက်တွေကထိုင်းနေနဲ့တူးလာတယ်မွန်တွေကထိုင်းနေနဲ့ပေါင်းတာများပြီးတော့သူတို့ရဲ့ဇယိုက်ကထိုင်းနေနဲ့တူးလာတယ်အခုဆိုရင်ကျွန်တော်တို့မြန်မာနိုင်ငံမှာကဗမာရိုးရာဗမာဓလေ့တွေဗမာ tradition culture တွေကိုကြိုက်တဲ့တိုင်းရင်းသား135မျိုးလုံးကယူသုံးလို့ရတဲ့ရိုးရာဝတ်စုံတွေဆိုရင်လည်းယူဝတ်လို့ရတယ်ဒီလိုပဲလူမျိုးတိုင်းကဝတ်နေကြတာပဲဒါပေမဲ့လေးစားမှုရှိရမယ် respect ထားရမယ်မိုးနေကအဲ့လိုမဟုတ်ဘူးထိုင်းနေလိုပဲထိုင်းနေကမြန်မာတွေစီကနေပြီးတော့ယဉ်ကျေးမှုတွေရိုးရာဓလေ့တွေကိုသူတို့ကယူသုံးကြတယ်ပထမပိုင်းမှာတော့သူတို့က credit ပေးတယ်ဒီမြန်မာပေါ့မြန်မာရဲ့ဟာပေါ့မြန်မာပိုင်းပေါ့သူတို့ကြိုက်တယ်ပေါ့နောက်ပိုင်းမှာသူတို့ကတဖြည်းဖြည်းနဲ့သူတို့လည်းရှိတယ်လို့နဲ့သူတို့နဲ့မြန်မာတွေနဲ့ကဒီယဉ်ကျေးမှုဒီ culture တွေဒီ delay တွေကိုဒီဝတ်စုံတွေသူတို့နဲ့အတူတူသုံးနေပေါ့အတူတူသူတို့မှလည်းရှိတယ်ပေါ့အဲ့လိုကနေတစင်ဘယ်လိုဖြစ်လာလဲဆိုရင်ဒါသူတို့အပိုင်ဆိုပြီးတော့ဖြစ်လာတယ်တစင်ချင်းတက်လာတယ်အခုနောက်ပိုင်းမှာမိုနီကလည်းဒီဇီရိုက်တွေလာချိုးလာတယ်ကျွန်တော်တို့မြန်မာနိုင်ငံမှာမြန်မာဆောင်ဝိုင်းတွေဗမာဆိုင်ဝိုင်းတွေယူသုံးတယ်ဗမာဆောင်းတွေယူသုံးတယ်ဗမာရိုးရာဝတ်စားတွေယူသုံးတယ်ထိုင်မသိန်းတွေယူသုံးတယ်တိုက်ပုံတွေယူသုံးတယ်မင်္ဂလာဆောင်တွေမှာလည်းထိုင်မသိန်းတွေတိုက်ပုံတွေကိုယူသုံးတယ်ဗျာပါဆန်တွေယူသုံးတယ်စီဝိုင်းတွေယူသုံးတယ်ယူသုံးတာကိစ္စမရှိဘူးဒါပေမဲ့ credit ပေးရမယ်မွန်ရဲ့ရိုးရာမွန်ရဲ့ဒလေမွန်ရဲ့ဝစ်စားစင်ရမှုဆိုပြီးတော့ပြောလို့မရဘူးရိုင်းပြောရမယ်ဆိုရင်ကျွန်တော်တို့မြန်မာနိုင်ငံမှာကအိမ်တွင်းတခိုးတွေကပိုးကြောက်စရာကောင်းနေတာအရင်တော့ကကျွန်တော်တို့ရဲ့ရိုးရာဒလေတွေယဉ်ကျေးမှုတွေကိုထိုင်းတွေကခိုးမှာကိုအရန်ကြောက်ရတယ်ဒါပေမဲ့အခုချိန်မှာဒီထိုင်းတွေရဲ့ကြိုနေဖြစ်တဲ့မွန်တွေကပါလာပြီအိမ်တွင်းတခိုးကပိုးပြီးတော့ကြောက်စရာကောင်းတယ်ဆိုတာဒီအရာတွေကပြောနေတာဖြစ်တယ်ရခိုင်တွေကအဲ့လိုစိတ်ဓာတ်မရှိဘူးရခိုင်တွေကသူတို့ရိုးရာသူတို့ဒလေးနဲ့သူတို့ဒါပေမဲ့မွန်တွေကအဲ့လိုမဟုတ်ဘူးဗမာတွေရဲ့ရိုးရာဒလေးတွေကိုယူသုံးတယ်ပြီးရင်သူတို့ဟာပါဆိုပြီးတော့အတင်းနေညင်းတယ်အရှက်မရှိကြအောင် respect မရှိကြအောင်အခုဆိုရင်လည်းထိုင်မသိန်းနေတိုက်ပုံတွေကိုယူသုံးတယ်ဒါကိုသူတို့ရဲ့ရိုးရာသူတို့ရဲ့ဒလေးပါဆိုပြီးတော့လှုပ်တယ်ဒီမသူတို့ဒီတလိုင်းအမျိုးသားနေမှာဆိုရင်လည်းစင်မော်တက်ပြီးကတဲ့ဝစ်စုံကဟိုဗမာကုန်းမောင်ဖြစ်စော်ပိုင်းကဝစ်စုံတွေကိုယူပြီးတော့ကတယ်ပြောရမယ်ဆိုရင်1930ထိကိုလိုနီခေတ်ထိမိုးနေဆိုတာကအပေါ်ပိုင်းဗလာပဲရှိသေးတယ်ဘာမှမဝတ်တတ်သေးဘူးဦးနေဝင်လက်ထက်ရောက်ခါကျမှမိုးနေကိုဦးနေဝင်ဆိုရကနေပြီးတော့တတ်မှတ်ပေးထားတာဖြစ်တယ်ဗမာရီစီက inspire ယူထားပြီးတော့ဒီဝစ်စုံဆိုပြီးတော့တတ်မှတ်ပေးထားတာရှိတယ်မိန်းကလေးတွေဆိုရင်အောက်ကအနီအပေါ်ကအဖြူယောက်ျားလေးဆိုရင်လည်းအောက်ကအနီကွက်နဲ့အပေါ်ကနီနဲ့အဖြူနဲ့အကွက်အင်းကြီးဒါကမွန်နေရဲ့ဝစ်စုံဖြစ်တယ်တိုက်ပုံနေထိုင်မသိန်းနေဆိုတာကဘယ်ချိန်တော့ကယူလိုက်တာလဲ2021ကနေစပြီးတော့စယူလိုက်တာဖြစ်တယ်မြန်မာနိုင်ငံတွင်းမှာဒီလိုပြိပခါတယ်နိုင်ငံရေးအခင်းတွေကိုအခွင့်ကောင်းယူပြီးတော့မွန်နေရဲ့လှုပ်ထုံးလုံနည်းအတိုင်းယူသုံးတယ်ပြီးရင်သူတို့ဟာပါဆိုပြီးတော့ပြောတယ် respect ရှိရမယ်မဟုတ်ဘူးဆိုရင်ရှက်ကွဲမယ်တမိုင်းမလှခဲ့တာကရှက်စရာမဟုတ်ဘူးတမိုင်းလိန်တာတမိုင်းခိုးတာကရှက်စရာဖြစ်တယ်